ကျွန်တော်အစာမစားရတာတစ်ပတ်တောင်ရှိသွားခဲ့ပါပြီ။စာလောင်လုံးလို့အသက်ဆက်ရှင်ဖို့အတွက်မျက်တွေကိုတောင်ဝါစားခဲ့ရတယ်။ကြာကြာတောက်မခံနိုင်တော့ဘူးဆိုတာကိုတိနေခဲ့တယ်။တကိုယ်လုံးမှာလည်းဖုံးဝေးပေးကြံပြီးမျက်ဝန်းတွေထဲမှာတော့မျက်ရည်တွေနဲ့ပေါ့ခြေလန်းတိုင်းကအရင်ကထက်ပိုလေးလန်လာပြီးနောက်ဆုံးမှာတော့အားအင်ကုန်ခန်းပြီးလဲကျသွားခဲ့ရတယ်။ဘသူကမှကျွန်တော်ကိုတကယ်မချစ်ခဲ့ကြဘူးလူတွေအားအောင်အတွက်တော့ကျွန်တော်ဟာသူတို့မြင်ဖူးသမျှထဲမှာအကြီးတန်းဆုံးကြောင်တစ်ကောင်ပေါ့ဒါပေမဲ့အဲ့ဒီလူသားနဲ့တွေ့ဆုံချိန်မှာတော့အရာအားအောင်ပြောင်းလဲသွားခဲ့တယ်သူ့အတွက်တော့ကျွန်တော်ဟာအဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုဖြစ်ခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာကျွန်တော်နားလည်ခဲ့ရတယ်နေ့ရက်တွေကြာလာလေကျွန်တော်ပိုပြီးပျော်ရွှင်လာလေပါပဲလွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်ကွဲကွာနေတဲ့ညီမလေးနဲ့တောင်ပြန်ဆုံခဲ့သေးပါတယ်အဲ့ဒါကကျွန်တော်ကိုပိုပြီးပျော်ရွှင်စေခဲ့တာပေါ့အခုဆိုရင်ကျွန်တော်မှာကိုယ်ပိုင်မိသားစုလေးရှိနေပြီဆိုပေမဲ့အဲ့ဒီလူသားဟာတခါတလေဝမ်းနေနေတတ်သေးရဲ့ဒါကြောင့်သူ့ကိုစိတ်သက်သာရစေဖို့အတွက်သူလှုပ်တယ်လို့မျိုးလိုက်လုပ်ပြီးကြွေလွင့်နေတဲ့ကျယ်တွေကိုကြည့်ကဆူတောင်းပေးလိမ့်ရှိတယ်ဒီနေ့တော့သူဟာသူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖို့အပြင်ထွက်သွားခဲ့တယ်ကျွန်တော်ဆူတောင်းနေုံမှာပြတင်းပေါက်ပွင့်နေတာကိုရုတ်တရက်သတိထားမိသွားတယ်ခဏတော့တုံဆိုင်သွားပေမဲ့စိတ်လှုပ်ရှားပြီးအပြင်ကိုဝုန်းခန့်နဲ့ပြေးထွက်မိသွားခဲ့တယ်အပြင်မှာဘလောက်တောင်ကြာသွားလဲမသိဘူးအရန်အေးပြီးမှောင်လဲမှောင်နေခဲ့တယ်အဲ့ဒီအချိန်မှာခွေးတစ်ကောင်ကကျွန်တော်ကိုလက်အောင်လှုပ်လိုက်တာကြောင့်ထိတ်လန့်တကြားနဲ့ဟိုပြေးပြေးမိတော့ပါပဲစိတ်ပြန်အေးသွားတဲ့အချိန်မှာတော့အမှန်တရားကိုသိလိုက်ရတယ်ကျွန်တော်လမ်းပြောက်သွားပြီးအဲ့ဒီအချိန်မှာပဲသူအိမ်ပြန်ရောက်လာခဲ့တယ်ပုံမှန်ဆိုရင်တကားဝမှာကျွန်တော်ကြုံနေကြလေဒါပေမဲ့အဲ့ဒီနေ့မှာတော့အင်ကြီးကထူးဆန်းစွာတိတ်ဆိတ်နေခဲ့တယ်မကောင်းတဲ့ခံစားချက်တစ်ခုကသူ့ကိုရိုက်ခတ်သွားပြီးအိမ်ထဲကိုပြေးဝင်ကနေရာအနှံ့လက်ရှာတော့ပါပဲကျွန်တော်ပြတင်းပေါက်ကနေထွက်သွားမှန်းသိလိုက်ရတဲ့အခါသူဟာနောင်တတွေနဲ့စိတ်မကောင်းဖြစ်သွားခဲ့ရတယ်သူ့ပြင်ကိုပြေးထွက်ပြီးကျွန်တော်ကိုယူမတက်လက်ရှာခဲ့တယ်နီးစက်ရအနားတစ်ဝိုက်ကထောင်းစိတ်အောင်ရှာပေမဲ့ကျွန်တော်ကိုမတွေ့ခဲ့ဘူးတညလုံးမအိပ်ပဲမနဲ့မိုးလင်းတဲ့အထိရှာခဲ့ရပါပြီးတော့အိမ်မွေးတိရစ္ဆာန်အယောင်းဆိုင်ကဝန်ထမ်းကိုအကူအညီတောင်းတယ်သူငယ်ချင်းတွေကိုအကြောင်းကြားပြီးကြောင်ပြောက်ကြော်ညာစာရွက်တွေလိုက်ကတ်တယ်အဟန့်စရာတစ်ခုခုဖြစ်လာနိုးနဲ့လမ်းတိုင်းလမ်းကြားတိုင်းမှာလက်ရှာခဲ့ကြတယ်မတိလိုက်ခင်မှာပဲရက်တော်ကြာသွားခဲ့ပြီးအဲ့ဒီအချိန်မှာကျွန်တော်ကိုအသက်ဆက်စေခဲ့တဲ့တခုတည်းသောအရာကတော့သူ့အကြောင်းတွေးနေမိတာပါပဲသူ့မျက်နှာကိုခဏမြင်အောင်နေမိတယ်သူကျွန်တော်ကိုဘလောက်တောင်ကျင်နာဂရုစိုက်ခဲ့လဲဆိုတာတတိယနေမိတယ်အခုပိုင်ဆိုင်ထားတဲ့အရာအအောင်ဆုံးရှုံးသွားမှာကိုကျွန်တော်တိမ်မတက်ကြောက်နေမိတယ်သူ့ကိုနောက်တစ်ချိန်ထပ်မတွေ့ရတော့မှာကိုလည်းအရန်ကြောက်တယ်မျက်ရည်တွေကလည်းမရက်မနာကျနေခဲ့တယ်သူ့ကိုနောက်ဆုံးအချိန်ဖြစ်တစ်ခါတော့ပဲဖြစ်ထပ်တွေ့ခွင့်ရမယ်ဆိုရင်ကျွန်တော်အရှုံးမပေးချင်ဘူးဘလောက်ပဲခံစားရခက်နေပါစေဆက်ပြီးစူးစမ်းရမယ်ဒါပေမဲ့ငမမှုတန်ကကျွန်တော်ကိုအရန်နှိမ့်ဆက်နေပြီးအဲ့ဒီအချိန်မှာပဲအတန်တစ်ခုကိုကြားလိုက်ရတဲ့တယောက်ကကျွန်တော်နာမည်ကိုခေါ်နေတာအဲ့ဒါသူပဲကျွန်တော်ဇဝေဇဝါနဲ့မျက်လုံးကိုအတင်းအားယူဖွင့်ကြည့်လိုက်တယ်တကယ်ပဲသူ့တန်မှာဒါပေမဲ့ပြန်ထူဖို့အတွက်ကျွန်တော်ရမ်းအားနေခဲ့ပြီးသူ့တန်ကတဖြည်းဖြည်းတိုးသွားတဲ့အခါကျွန်တော်တင်းအားယူပြီးထည့်လိုက်တဲ့ခေါင်းကိုအတင်းမောကြည့်လိုက်တော့သူဟာစန့်ကျင်ဘက်အရက်ကိုရှောက်သွားနေတာမြင်လိုက်ရတယ်ဒီခွင့်ရေးကိုအဆုံးရှုံးမခံနိုင်ဘူးကျွန်တော်တလက်မချင်းစီအားယူပြီးရှေ့ကိုတရွတ်တိုက်သွားခဲ့တယ်ရှိသမျှအားအင်ကုန်သုံးပြီးအော်ဟစ်လိုက်မိတယ်သူရက်သွားတယ်ပြီးတော့လက်ကြည့်လာတဲ့မျက်ရည်တွေအပြည့်နဲ့သူ့ကိုစိုက်ကြည့်နေတဲ့ကျွန်တော်ကိုသူမြင်သွားခဲ့ပြီးသူ့နှလုံးသားတစ်ခုလုံးကြေကွဲသွားပုံရတယ်သူကျွန်တော်စီကိုတန်းပြေးလာခဲ့တယ်နောက်ဆုံးတော့ကျွန်တော်တို့ပြန်ဆောင်ခဲ့ကြပြီးဖုန်းဝေးပေးကြံပြီးဒဏ်ရာတွေနဲ့ဖြစ်နေတဲ့ကျွန်တော်ကိုသူကပွေ့ချီလိုက်တယ်ကျွန်တော်ရဲ့အခြေအနေကိုကြည့်ပြီးသူဟာတကယ်ကိုရင်ကွဲမတက်ဝမ်းနေနေခဲ့ရပါတယ်